ဒီနေ့ကတော့မိုးအေးလေးနဲ့ကိုတထေအတွက်ခောက်ဆွဲကြော်လေးလုပ်ပေးမှဖြစ်ပါတယ်ဒီနိုင်ငံခြားလာတယ်ဆိုတာကကိုပန်းတိုင်အတွက်တမ်းမမဟုတ်ကိုမိသားစုအတွက်ရည်ရွယ်ပြီးလာခဲ့ကြတဲ့သူမလို့သူများအိမ်မှာပျော်တည်ဖြစ်စေမပျော်တည်ဖြစ်စေမငီးကိုလုပ်ပေးရမှာပေါ့နော်မောလိုက်တာပင်ပန်းလိုက်တာဆိုပြီးတော့မှငီးပိုင်ခွင့်လည်းမရှိဘူးပေါ့နော်ဒီလိုပါပဲသူများနိုင်ငံမှာဆိုတော့တယောက်တည်းရက်တည်နိုင်အောင်စူးစမ်းရတာပေါ့နော်ကိုပန်းတိုင်အတွက်တွေးလိုက်ကိုမိသားစုအတွက်တွေးလိုက်နဲ့ဒီလိုပဲနေလာရင်းနဲ့ဒီနိုင်ငံမှာနေလာတာ3နှစ်ကျော်ပါပြီပေါ့နော်ဒီ3နှစ်အတွင်းမှာပျော်လိုက်ငိုလိုက်ရီလိုက်နဲ့ကြုံလာခဲ့ရတဲ့အရာမှန်သမျှတွေအကုန်လုံးကိုတယောက်တည်းကြမ်းခံနိုင်အောင်စူးစမ်းခဲ့တယ်တခါတလေကြတော့လေဒီလိုမျိုးမိုးရွာတဲ့ချိန်ကျရင်အင်ကိုအရန်လွမ်းနေပေါ့နော်ကိုပန်းတိုင်ကိုမြန်ရောက်အောင်ကိုရဲ့မိဘနဲ့မြန်ပြန်ဆောင်တွေ့ရအောင်အမြဲတမ်းစူးစမ်းနေပါတယ်ဘဝမှာကိုဟာတယောက်တည်းမွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်တငယ်ချင်းကိုမှဘယ်ဆွေမျိုးကိုမှအားမကိုးပါနဲ့တငယ်ချင်းတွေမရှိလို့ဆွေမျိုးတွေမရှိလို့ဆိုပြီးတော့မှအားငယ်စရာမလိုပါဘူးကိုမှရှေ့နှစ်ဖက်ရှိနေတူ၍ကိုပတာကိုရက်တည်နိုင်တယ်ကိုပတာကိုစူးစမ်းနိုင်တယ်ကိုအားကိုးနိုင်တယ်ဆိုတာကိုယုံချလိုက်ပါပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေခောက်ဆွဲကြော်လေးပြပြဆိုတော့အတူတူစားကြပါအောင်ရှင်